ကျမဒီနေရာမှာဒီရေးကြီးတဲ့အချက်တစ်ခုပြောချင်တာရှိပါတယ်အဲ့ဒါကတော့ဗာလဲဆိုရင်ဘဏ်ရဲ့ချီးငွေဖြစ်ပါတယ်အဲ့တော့ဘဏ်ချီးငွေဟာနော်ဒီတိုင်းပြည်ရေးမှာဗာဖြစ်လာလဲဆိုတော့ဒီဘဏ်နဲ့ပတ်သက်တဲ့ဒီချီးငွေကိုနော်လူတွေကဒီစီးပွားရေးလုပ်ငန်းတွေကဘဏ်ချီးငွေကိုနော် interest အနေနဲ့ဒါသူတို့တွေပေးကြတယ်ဒါကြောင့်မို့လို့ဘဏ်တွေကဝင်ငွေတွေရလာတယ်ဒါပေမဲ့ဒီဟာလည်းပဲ interest income အနေနဲ့ရပြီမဲ့လည်းပဲဒါဒီငွေရတော့နော်ဒါဒီတည်မဟုတ်သေးဘူးပေါ့နော်ဘဏ်တွေအနေနဲ့မှာသူ့မှာကုန်ကျစရိတ်တွေရှိတယ်။ဘာတွေရှိလဲဆိုရင်ဒီ deposit အပ်တဲ့ဒီ supplier တွေကိုပြန်ပြီးတော့အတိုးတွေပြန်ပေးရတယ်။ interest expense တွေပြန်ပေးရတယ်။နောက်ဒီပြင်ဘဏ်မှာလည်းပဲအခြား other expense တွေရှိတယ်ပေါ့နော် expense ဆိုရင်ဥမာဝန်ထမ်းတွေခန့်ထားတဲ့ကြောင့်မို့လို့ဝန်ထမ်းတွေပတ်သက်ပြီးတော့နော် salary တွေရှိမယ် wages တွေရှိမယ်နော်ဒါအပြင်ဘဏ်တွေရဲ့ operating expense တွေပေါ့နော်ဥမာဟိုကျမတို့ဒီ maintenance တွေပေါ့နော် repair maintenance တွေနောက်marketing နဲ့ပတ်သက်တဲ့ဒီဆောင်ရွက်မှုတွေပေါ့ဒါတွေလည်းရှိတယ်အဲ့လိုဆိုတော့ဒီဘဏ်တွေဟာနော်ဒီ income ကိုနော်ဒါကိုယ့်ရဲ့ interest income ကိုရဖို့ရန်အတွက်ကသူ့အနေနဲ့ဒီကုန်ကျစရိတ်အနေနဲ့အများကြီးရှိပါတယ်နော်အဲ့ဒီပုံကနေပြီးတော့မှဒီအကောင်းဆုံးပေါ့နော်ဒါလုပ်ငန်းအတွက်ဒီအကျိုးအမြတ်ရှိအောင်ပေါ့နော်ဘဏ်တွေကစီမံခန့်ခွဲကြတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့အခုဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျမတို့ interest ဒီ expense တွေရှိတယ်เนาะခုန other expense တွေရှိတဲ့အခါကျတော့ကျမတို့လုပ်ငန်းဒီဘဏ်လုပ်ငန်းတွေပေါ့เนาะအဲ့လိုကိုယ့်ရဲ့ဒီလုပ်ငန်းရဲ့ဒီဈေးစကားတွေကိုကျမတို့ကဒီเนาะအကောင်းဆုံးစီမံပြီးတော့ကိုယ့်ရဲ့လုပ်ငန်းရလဒ်ပေါ့เนาะအောက်ပုတ်ကိုအများဆုံးရအောင်ဆောင်ရွက်နိုင်ဖို့ဒါဘဏ်တွေရဲ့စီမံခန့်ခွဲမှုကအင်မတန်အရေးပါလာဖြစ်ပါတယ်အဲ့တော့အခုကျမဒီဒါကြောင့်မို့လို့ဆက်ဆွေးနွေးမှာတော့ဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စီမံခန့်ခွဲမှုအပိုင်းကျမဆွေးနွေးမှာဖြစ်ပါတယ်အဲ့တော့အဲ့မှာကျမတို့ကအထူးသဖြင့်ပေါ့เนาะဘဏ်တွေရဲ့စီမံခန့်ခွဲမှုမှာဒီဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှုပေါ့ဒီ financial management ပေါ့နော်ဒါဗာလဲဆိုရင်ဒါကထူးရေးကြီးတယ်ဒါကျွမ်းကျင်မှုရှိတဲ့ဝန်ထမ်းတွေခန့်ပြီးတော့ဆောင်ရွက်ရတဲ့ဟာဖြစ်ပါတယ်နော်ဒါလုပ်ငန်းရဲ့ဒီအောင်မြင်မှုရဖို့ပေါ့နော်ဒါခုနဒီ return ပေါ့ return ရဖို့ပေါ့နော်ကျမတို့ဒီဘဏ်တွေဟာ risk တွေအများကြီးတည်ဖို့ထားရပါတယ်နော် risk တွေဆိုတာခုနပြောတဲ့ဒီဘဏ်တွေမှာလာပြီးတော့ချီးရတဲ့သူတွေကနော်အထူးသဖြင့်ဒီငွေကြေးကိုပြန်ပြီးတော့မဆက်တာဆိုရင်လည်းဒါ default risk တွေပေါ့နော်အဲ့ဒီ risk တွေရလည်းပဲဟိုဘဏ်တွေအနေနဲ့ဒါရှိနေတယ်နော်အဲ့တော့အဲ့ဒီ risk တွေကိုသူတို့အနေနဲ့ဒီချီးငှားတဲ့အခါကျရင်လည်းပဲဒါ default တွေနော်ဒီမရှိတဲ့ဒီ credit အနေနဲ့ reliable ဖြစ်တဲ့လူတွေကိုချီးနိုင်ဖို့ရန်အတွက်ကကိုယ့်ဘဏ်တွေကနေပြီးတော့မှနော်ဒီတေချာပေါ့နော်ဒါ procedure တွေနော်ဒီ credit နဲ့ပတ်သက်တဲ့ procedure credit နဲ့ပတ်သက်တဲ့ policy တွေပေါ့နော်အထားတွေကိုတေချာချမှတ်ပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းကိုဒီဘဏ်ချင်းဝေလာလျှောက်တဲ့သူတွေကိုဒါရွေးချယ်စစ်ဆေးပြီးတော့ချီးငှားမှာဖြစ်ပါတယ်အဲ့လိုမျိုးကျမတို့ဒီချီးငှားတဲ့အခါမှာ information အရေးကြီးတယ်เนาะဒီလာချီးငှားတဲ့သူတွေရဲ့ personal ပေါ့เนาะ character နဲ့ပတ်သက်တာရှိမယ်နောက်သူလုပ်ငန်းရှိရဆိုလည်းပဲသူ့ရဲ့လုပ်ငန်းသူပိုင်ဆိုင်တဲ့ property တွေပေါ့เนาะဒါတွေအားလုံးကိုကျမတို့ကအကုန်လုံးကိုလိုက်ကြည့်ရပါတယ်ဒါအပြင်သူ့ရဲ့နောက်ခံ background နေလဲပေါ့သူဟာအခြားဘဏ်တွေမှာများချီးထားသလားပေါ့နော်။ဘာလို့ဆိုအခြားဘဏ်တွေမှာလည်းသူကချီးနေပြန်ဆက်လိုက်ဆိုရင်ဒါနည်းနည်းဟို risk နည်းနည်းများတဲ့သဘောရှိတယ်။အဲ့လိုဆိုတော့ဘဏ်ချင်းချင်းလဲဒါအဲ့မှာပူးပေါင်းဆောင်ရွက်မှုလိုတယ်။နော်ကျမတို့ဒီဘဏ်တွေဟာဒီခုနောက်ပိုင်းမှာcompetition တာမကဘူး cooperation မှာလုပ်ဖို့လိုအပ်လာပြီ။အဲ့ဒါမှဖြစ်လဲဆိုရင်ဒီတစ်ဖက်ကလည်းပဲဒီဘဏ်တွေပြိုကွဲမသွားအောင်ဒါဆောင်ရွက်နိုင်တယ်။နောက်ဘဏ်တွေလည်းပဲကိုယ့်ရဲ့လုပ်ငန်းအတွက်ကိုဒါတည်ငြိမ်နေပေါ့နော်ဒါအနာဂတ်မှာ sustainable ဖြစ်အောင်ဒါကိုယ့်ရဲ့လုပ်ငန်းကိုစီမံနိုင်တယ်အဲ့လိုဆိုတော့ကျမတို့ credit bureau တွေเนาะဒါတွေဖွဲ့ထားတယ်เนาะအဲ့ဒီမှာဒီချီးငါလာတဲ့သူတွေနဲ့ပတ်သက်တဲ့အကြောင်းအရာအချက်လက်တွေကိုကျမတို့ဒီ bureau ကနေပြီးကျွန်တော်တောင်းခံမယ်တောင်းခံပြီးတော့မှဒီကိုယ်စီလာတဲ့ client ကိုဒါချီးသိမချီးသိပေါ့เนาะဒါ decision အကောင်းဆုံး decision ချနိုင်တာပေါ့เนาะဒါကြောင့်မို့လို့ကျမတို့ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့အဲ့ဒီ default နဲ့ပတ်သက်တဲ့ risk ပေါ့เนาะဒါတွေကိုလည်းပဲအဓိကထားပြီးတော့ဒါတနေ့တည်းများပေါ့เนาะဒီမရှိအောင်ပေါ့เนาะဒါဆောင်ရွက်မှာဖြစ်ပါတယ်အဲ့တော့ဒီ risk လည်းများဆိုတော့မဟုတ်သေးဘူးเนาะဒီ credit risk မဟုတ်သေးပဲနဲ့နောက်အခြား risk တွေအများကြီးရှိတယ်เนาะဘာဖြစ်လဲဆိုတော့ဘဏ်တွေဟာเนาะဒီလုပ်ငန်းအနေနဲ့ပေါ့เนาะဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီလိုဆောင်ရွက်တဲ့အခါကျရင်လုပ်ငန်းမှာတစ်ခါကျရင် error တွေတက်တာပေါ့เนาะဥမာဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့operation နဲ့ပတ်သက်ပြီးတော့ဒီเนาะ software တွေမှာเนาะအဲ့မှာဟို bias တွေဝင်တာမျိုးနောက်ဝန်ထမ်းတွေကလည်းတချို့ဘာဖြစ်လဲဆိုရင်ဒီမတမာမှုတွေလုံးတာတွေပေါ့ fraud တွေပေါ့เนาะအဲ့ဒါကြီးလည်းရှိတတ်တယ်အဲ့လိုဆိုတော့အဲ့ဒီ risk တွေရလည်းပဲဒါတွေကိုနိုင်ရင်းအောင်ဘဏ်တွေကစီမံခန့်ခွဲနိုင်ရမယ်เนาะဒီဟာလုပ်ငန်းထဲမှာဒါမျိုးမဖြစ်အောင် ethics ရှိအောင်ပေါ့เนาะဒီသက်ဆိုင်ရာ
အပိုင်းလိုက်တာဝန်ယူထားတဲ့သူတွေပေါ့အထူးသဖြင့် HR ပေါ့နော်ဒါတာဝန်ယူပြီးတော့ကိုယ့်ရဲ့ဘဏ်ထဲမှာလို risk တွေမရှိအောင်ဆောင်ရွက်ပေးရမယ်နော်အဲ့ဒါမှဖြစ်လဲဆိုရင်ဒါဘဏ်ရဲ့ဒီနာမည်ပေါ့ reputation ပေါ့နော်ဒါကောင်းလာမယ်နော်အဲ့ဒါကြောင့်မလို့ဒီကိုယ့်ရဲ့ reputation ကောင်းပါဒါကကိုယ့်ရဲ့ဒီ client တွေရလေယုံကြည်နဲ့ဒီတို့အနှံမဲ့ငွေတွေကိုဒီမှာတေချာလာပြီးတော့စိတ်ချလက်ချနဲ့အနှံပါပဲเนาะအတိုးမပေးရရင်တော့မှเนาะအများနိုင်ငံတွေဆိုရင်အတိုးတော်မှမယူကိုယ်ငွေအထားပေးတယ်ဆိုရင်သဘောကိုကြားလို့เนาะဘာလို့ဆိုကိုယ့်လက်ထဲမှာထားရင်ကိုယ်မှာတာဝန်ကြီးရယ်เนาะဒီဘဏ်လုတ်ပေးထားတဲ့ဒီကိုယ်ငွေကိုအနှံပေးထားတဲ့ခါကျတော့ကိုယ်မှာဒီသိမ်းဆဲစရာတာဝန်ဒုက္ခမရှိတော့ဘူးအဲ့လိုဆိုတော့ဘဏ်တွေဟာဒါနဲ့ပတ်သက်ပြီးတော့ပေါ့เนาะဒါကိုယ့်ရဲ့ဒီနာမည်ကောင်းကိုရဖို့အတွက်ကဝန်ထမ်းတွေကိုဒါစီမံခန့်ခွဲမှုပေါ့เนาะဒါဝန်ထမ်း HR နဲ့ပတ်သက်ပြီးစီမံခန့်ခွဲမှုကောင်းတယ်ဆိုရင်ဒီခုနပြောတဲ့เนาะ default risk တွေမရှိတော့ဘူး reputation risk တွေလည်းမရှိတော့ဘူး